ဒီနေ့တော့90ရာခိုင်နှုန်းရှော့ဈေးနဲ့လေရနေတယ်လေဂရိဒိန်ချင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးကြပါတယ်ဒါကမာကျူရီ shopping mall ကဝယ်တာပေါ့နော်သူ့ရှိမှာလေမြို့နယ်20ကို2000ဘူးပြည့်ပြီဆိုတာနဲ့ပို့က free နဲ့ပို့နေတော့လေပို့ကလေးပေးစရာမလိုတော့တန်းတယ်ပေါ့နော်2000ဘူးဝယ်လိုက်ပြီဆိုရင်ဒီပလင်းနှစ်ခုနဲ့ပလင်းကကြတော့3500ပေါ့နော်ဒါက9050ခိုင်နှုန်းလျှော့တာဆိုတော့ပြီးတော့ဒီလိုစက်ကူဘူးလေးတွေဆိုရင်5ဘူးရပါတယ်ဒါက2500ပဲကြာတယ်ပေါ့နော်ပို့ကလည်းမပေးရအောင်ဆိုတော့တန်းပါတယ်3-4ရက်လောက်တော့စောင်းရပါတယ်ဒီဒိန်ကျင်ကလေအချင်းမကဲဘူးအချိုမကဲဘူးပေါ့နော်စိတ်စိမ်လေးနဲ့ချင်းတဲ့အရသာလေးလည်းရပါပေါ့နော်အဲ့ချင်းစိတ်စိမ်လေးနဲ့ဂရိဒိန်ကျင်ဆိုတဲ့အတိုင်းပဲပေါ့နော်သူ့ဟာလေမလိုင်းတက်ချမျိုးလေးပြစ်ကလေးပေါ့နော်အဲ့လိုမျိုးလေးရပါတယ်ပြီးတော့ strawberry နဲ့မွေးမွေးလေးလည်းရပါတယ်သူက strawberry flavor ထည့်ထားတော့လေဒါကိုချီလီကဒီတိုင်းနဲ့တောက်တယ်ပြီးတော့ပေါင်မုံနဲ့လည်းတူစားရပေါ့နော်ပေါင်မုံလည်းချီလီကခုနောက်ပိုင်းလေးအဲ့ပူစီကလေမုံလာဦးနေပေါင်မုံလေးကိုတက်ကြနေတာပေါ့နော်အဲ့ပေါင်မုံဒီတိုင်းနဲ့အမြဲတမ်းဝယ်စားနေကြဆိုတော့လေဒီဒိန်ချင်းလေးနဲ့တူစားကြည့်တော့တော်တော်လေးစားကောင်းတယ်ပေါ့နော်ဂရိဒိန်ချင်းကလေဒီအချိန်မှာ90ခိုင်နှုန်းရနေတော့အရန်လေးတက်ပါတယ်သူတစ်စိတ်ကလေအမ်ပိုရီယန်လို့အင်္ဂလိပ်လိုထွက်တာပေါ့နော်တရုတ်လိုဆိုရင်တော့အမ်ပိုဆေးလို့ထွက်တယ်လို့ပြောတယ်ချီလီအတန်ထွက်လည်းမားချင်မားနိုင်တယ်နော်ဒီဒိန်ချင်းကိုလေရေခဲတစ်တာခဲခဲနဲ့မှထည့်ပြီးတော့စားရင်လေဒိန်ချင်းရေခဲမုံလိုပဲအရန်စားကောင်းပါတယ်